ဟုတ်ကဲ့ပါကျွန်တော်ဟို Messenger မှာလာမေးကြတဲ့ brother တွေအတွက်ကျွန်တော်ဗီဒီယိုလေးလုပ်လိုက်ပါတယ် AI နဲ့ကျွန်တော်အခု trend ဖြစ်နေတဲ့နောက်ဗီဒီယိုဘယ်လိုလုပ်ကြမလဲဆိုတာကိုကျွန်တော်အခုပြပေးမှာဖြစ်ပါတယ်โอเคပထမဦးဆုံးကျွန်တော်တို့ဒီ Chrome browser ကိုဝင်လိုက်မယ် Chrome browser ကိုဝင်ပြီးသွားပြီဆိုရင်ဘာရိုက်ရှာမလဲဆိုတော့နော်အခုကျွန်တော်ရိုက်ရှာတော့မျိုးနော် Pivot AI ဆိုပြီးတော့ရိုက်ရှာလိုက်ပါပထမဦးဆုံးတွေ့လိုက်တဲ့ website လေးတွေဝင်လိုက်ပါဒီ website နဲ့ပဲကျွန်တော်တို့ဒီရုပ်ပုံနဲ့ဖန်တီးပါဗောနော်โอเคတော့ဒီလိုမျိုးလေးပေါ်လာပြီအဲမှာမှကျွန်တော်ကဒီပြောမယ်ဆို mobile version အဲ့တော့ကျွန်တော်ကဒီ desktop site version ကိုပြောင်းလိုက်မယ်အဲ့ဒါကပို့ပြီးတော့ကျွန်တော်တို့ကြည့်ရတာပိုစင်ပြေလို့ဗောနော်ခုနက mobile version နဲ့လည်း brother တို့စင်ပြေရင်လုပ်လို့ရတယ်အဲ့ဒါကြိုက်သူဖန်တီးလို့ရပြတဲ့အောင်လားโอเคအဲ့ဆိုရင်ဒီအောက်မှာကျွန်တော်တို့ရွေးချယ်ကြလေးရှိimage or text ရှိမယ် effect ရှိမယ် transition ရှိမယ်အခုကျွန်တော်တို့လုံးမှာ transition ပြောင်းပါဗျာ transition ပြောင်းတဲ့ video ကိုဖန်တီးမှာဖြစ်တဲ့အတွက်ကြောင့်နော် transition ကိုနှိပ်မယ်သူကပုံတစ်ပုံထည့်ပေးရမယ်ကိုပထမကိုနော်ပြစ်ချင်တဲ့ပုံနဲ့ကိုလှုပ်ချင်တဲ့ပုံနဲ့ပေါ့နော်ဒါကိုယ့်ရဲ့ပုံထည့်ပေးရမယ်အဲ့ဒါကိုမှသူက transition လုပ်ပြီးတော့ပုံပြောင်းသွားမှာပေါ့နော်အဲ့လိုမျိုးပထမအဆုံးမှာကျွန်တော်တို့ရဲ့နော်ကျွန်တော်တို့ဖြစ်ချင်တဲ့hero ပုံပေါ့နော် animation ရဲ့လည်းရတယ်ကြိုက်တဲ့ဟို character ရတယ်ဗျာတင်ရမလားကြိုက်တဲ့ဟာရတယ်အကုန်လုံးဒီထဲမှာပထမဆုံးပုံမှာဟိုအဓိကကိုဖြစ်ချင်တဲ့ပုံပေါ့နော်နောက်နေ့ခဏလေးဆောင်ပေးလိုက်အောင်ပါပထမဆုံးပုံကျွန်တော်ဒီ MLB တဲ့ user ပုံထည့်လိုက်မယ် animation character ပုံစံထည့်လိုက်ပြီပြီးရင်နောက်တစ်ပုံကတော့ဒါကိုယ့်ရဲ့ပုံထည့်ရမှာဒါဆိုရင်နော် first flame နဲ့ last flame ဆိုပြီးတော့ဒါပထမဆုံး flame ကနေပြီးတော့နောက် flame ကိုအဲ့လိုပြောင်းလဲသွားမယ်ပုံအခြေအနေပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့စာလေးနည်းနည်းလေးရိုက်ပေးရမယ်ကျွန်တော်တို့ဘယ်လိုကိုပြောင်းချင်တဲ့ပုံစံကိုဆက်ရိုက်ပေးရမယ်အခုကျွန်တော်တို့ပြောင်းချင်တဲ့ပုံစံရှေ့ကဗီဒီယိုပုံစံဆိုတော့ okay ကျွန်တော်ဘယ်လိုရိုက်မလဲဆိုတော့smoothly transition from first flame to last flame. Now smoothly transition from first flame to last flame ဆိုပြီးတော့ကျွန်တော်တို့ဒီပထမဆုံးပုံကနေနောက်ဆုံးframe ကိုပေါ့နော် transition ပြောင်းမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ free ပေါ့နော်ဒါပြောင်းစဝဲကြမလို့ဘူးသူကနေပြီးတော့ဒီ Gmail ကောက်တစ်ခေါက်ကိုနော် Gmail ကောက်တစ်ခေါက်ကိုသူက point ပေးထားရပေါ့နော် point ဘယ်လောက်လဲဆိုတော့ point ဒီပေါ်လေးမှာလက်စီးပုံလေးနဲ့အဲ့ဒါအဲ့ point ကတော့Gmail ကောက်တစ်ခေါက်ကိုဝင်လိုက်ပြီဆိုတာနဲ့90.90 ပေးထားတယ်တစ်ခါလုံးရင် point 30ကုန်မယ်3ခါလောက်တော့ Gmail ကောက်တစ်ခေါက်ကို3ခါလောက်တော့လုပ်လို့ရတယ်တကယ်လို့ဟိုအဲ့ဒါပို့ပြီးလုပ်ချင်တယ်ဆိုရင်တော့ premium version နော် pro version ဝယ်ရမှာပေါ့နော်ဒီဒေါ်လာနဲ့ okay အဲ့ဒါဝယ်ချင်တယ်ဆိုရင်လည်းကျွန်တော်ရှိမှလာဝယ်လို့ရပါတယ်ဒါလည်းကျွန်တော်လေးဝင်တာပေါ့နော်အခုကျွန်တော်ကဒီမှာဒီ Gmail account နဲ့ပဲနော်ဒီ3ခါလောက်လုပ်ခွင့်ရှိတယ်90ဆိုတော့ okay ကျွန်တော်30ထပ်သုံးမယ်60ပဲကျန်တော့30ထပ်သုံးလိုက်မယ်ဘေးနားမှာလည်းဒီကျွန်တော်30ကုန်မယ်လို့သူပြထားတယ် create ကိုနှိပ်လိုက်မယ် okay create နှိပ်လိုက်ပြီဆိုတော့ကျွန်တော်ပြောင်းထားတဲ့ပုံလေးပေါ့နော်ကျွန်တော်ပြောင်းထားတဲ့ပုံလေး okay အဲ့ဒီမှာဆိုရင်နော်ဒီမှာဒီပထမဒီအခုလုပ်ပြီးတဲ့ပုံပေါ့နော်ကျွန်တော်ထည့်လိုက်ရတာအချမ်းမင်းအားဖြင့်ပဲကျွန်တော်ထည့်လိုက်တာပေါ့နော်ဘယ်လိုပုံဖြစ်လာလဲတော့ဟုတ်ပြီတော့ကိုထည့်လိုက်တဲ့ပုံတွေပေါ်မှာမူတည်ပြီးတော့အဲ့လိုမျိုးသူဟာသူအဆင်ပြေအောင်လို့ပြောင်းလဲသွားပြီတပြားတည်ရမလားဒါအဆင်ပြေအောင်လို့ smoothly transition တကယ်လို့ကိုကအဲ့ပုံနဲ့မကြိုက်ဘူးအဆင်မပြေဘူးဆိုရင်ဒီပထမဆုံးပုံနဲ့ပေါ့နော်ကျွန်တော်ပြမယ်အခုဆိုရင်ဒီမှာပေါ့နော်ဒီပထမအဆုံးပုံနဲ့နောက်ဆုံးပုံနဲ့ကဗျာတိတ်မတူဘူးပေါ့နော် flame တွေပါဘောင်တွေပါရမတူ first frame ကဘောင်ချင်းပြီးတော့ဒီ last frame ကကြတော့ဘောင်ကြီးနေတယ်ပေါ့နော်အဲအကြောင်းမို့သူက transition ကိုအခြေအနေရကောင်းမလို့နိုင်အဲ့တော့ကိုကဒီနှစ်ခုလုံးကလည်းဘောင်လဲတူရမယ်ကိုရဲ့လက်ဟန်ခြေဟန်အမူအရာပေါ့နော်ဒီမှာစောင်းတာချင်းကိုယ်ပဲစောင်းလို့ရှင်ဒီပုံကလည်းပဲစောင်းနေရမယ်နှစ်ပုံလုံးပဲစောင်းနေရမှာပေါ့နော်အဲ့လိုမျိုးညာစောင်းမယ်ဆိုနှစ်ပုံလုံးညာစောင်းနေရမယ်အရှိပုံဖြစ်ချင်တယ်ဆိုနှစ်ပုံလုံးရှေ့ပုံမျက်နှာလဲရှေ့ပုံဖြစ်နေရမယ်အခုကျွန်တော်တပုံကကျတော့နော်တစ်ဖက်ကိုလှည့်ထားပြီးတော့ရှေ့ဟို animation ပုံကကျတော့ရှေ့တဲ့ကြီးဖြစ်နေရတော့ကျွန်တော်တို့ရဲ့ transition ကဒီလှည့်ပြီးတော့လုပ်တဲ့ transition ကိုသူကအရင်ကနေပြီးလုပ်ဖန်တီးပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကမကြိုက်ဘူးဆိုရင်ထပ်ပြီးတော့ဒီ slowly transition from first flame to last flame ဆိုရပုံကိုပဲထည့်ရှိပုံပဲချိန်ပြီးတော့ brother တို့လုပ်ကြည့်အဆင်ပြေသွားလိမ့်မယ်เนาะ okay အဲ့ဆိုရင်ကျွန်တော်တို့
တိပြီလို့ထင်တယ်ဒါကကျတော့ဒါပထမဆုံးအဆင့်ပဲရှိသေးတယ်ပေါ့နော်โอเคကျွန်တော်တို့ခုနကလှုပ်ထားတဲ့ဟာတွေကိုဝင်မယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေ့မှာ download လေးဆိုတာလေးရှိတယ် download လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော်โอเคပေါ်မှာ download ဆွဲနေပြီရသွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဆက်ဝင်ရမလဲဆိုတော့အဲ့ဒါကို edit လုပ်ဖို့အတွက်ကျွန်တော်တို့ CapCut ထဲကိုဝင်မယ် CapCut မှာကျွန်တော်template ထဲကိုဝင်မယ်ပေါ့နော်ဒီ template ထဲမှာကျွန်တော်တို့ဘယ် template နဲ့လုပ်မလဲဆိုတော့ဘာလို့ရိုက်ရှာမှာကျွန်တော်အခုရှာထားတဲ့အတိုင်း switch it up ဆိုပြီးတော့အမှဒီအပေါ်ဆုံးဟာလေးပေါ့နော်အခုကျွန်တော်ရှာထားတဲ့အဲ့လိုရိုက်ရှာပြီးရင်ဒီကြားလေးနော်ဒါလေးကိုရှာကြည့်ပေါ့နော် okay အဲ့ template ထဲကိုဝင်မယ်နော်ကျွန်တော်တို့ template ထဲကိုဝင်ပြီးသွားပြီခုနကကျွန်တော်တို့လုပ်ထားတဲ့ video နော်အဲ့ video ကိုပထမဆုံးဒီထဲမှာ slide ထဲမှာထည့်လိုက်မယ်ပြီးရင်နောက်ကကိုကြိုက်တဲ့ပုံတွေပေါ့နော်မထည့်လိုက်ပြသေးမလားဒါကိုကြိုက်တဲ့ပုံတွေကျွန်တော်ဥပမာအနေနဲ့ပဲထည့်ပြလိုက်ဒါကိုရဲ့ဒါ style ထုတ်တဲ့ပုံတွေပေါ့နော်အဲ့လေးကိုထည့်လိုက်ပြီးသွားပြီဆိုရင်မှ next နေလိုက် okay သွားပြီဗျာကျွန်တော်နော်ကျွန်တော်ခုနကဘာလို့ကျွန်တော် screenshot ရိုက်ထားတဲ့ဒီပထမဆုံးပုံကဒါအနေတော်ပဲဖြတ်သွားပြီဗျာဒီမှာဒီပထမဆုံးနော်ဒီရမှာ CapCut ထဲရောက်ရင်နေတော်ပဲဖြတ်သွားပြီနောက်ဟာတွေကကိုပုံနေလာမှာပေါ့ဒါကြောင့်ကျွန်တော်အချမ်းဖြစ်ပဲလုပ်ရဟုတ်ပြီအဲ့ဒါဆိုကျွန်တော် export ထုတ်လိုက်တော့မယ်ရသွားပြီเนาะ export ထုတ်လိုက်ပြီဆိုရင်အဆင်ပြေသွားပြီကျွန်တော်အရင်ကလုပ်ထားတဲ့ဟာကြီးပေါ့နော်မျိုးမျိုးကိုသူကတစ်ခုနဲ့တစ်ခုတော့မတူဘူးဗျာသိအောင်လားဒါကြောင့်တစ်မျိုးသူထုတ်ပေးခြင်းတို့ထုတ်ပေးတယ်เนาะ brother တို့မကျင်တဲ့လို့ချင်းကြိုက်တယ်လို့ပြန်ပြီးအဲ့လိုမျိုး point ရှိသေးပြီလုပ်လို့ရတယ်ဗျာနော်အဲ့လိုမျိုး premium version pro version ဝယ်ထားလိုက်တာတော့ပိုကောင်းတယ်နော်နောက်တစ်ခုကကျွန်တော် CapCut ထဲမှာလဲကျွန်တော်ကဒီ pro version နဲ့ဝယ်ထားတော့ပို့ပြီးတော့အစားရ resolution တွေပါရအစားပိုကောင်းတာပေါ့ဗျာသိရမလားဝယ်ထားပိုကောင်းတယ်เนาะ brother တို့ဒီ CapCut နဲ့ပတ်သက်တာဖြစ်ဒီ Canva application နဲ့ပတ်သက်တာဖြစ်ခုနက AI နော် Pivot app နဲ့ပတ်သက်တာဖြစ်ဒီ premium version တွေဝယ်ချင်တယ်ဆိုရင်ကျွန်တော်ရှိမှလာပြီးတော့စုံစမ်းလို့ရပါတယ်ဈေးလေးနော်တစ်လားစာဈေးသက်တာပါတယ်နော် share အကောင့်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဈေးလုံးဝသူများ3000ယူရခြင်းမှာကျွန်တော်1000လောက်ပဲယူထားပါတယ်နော် share အကောင့်ပါနော်share အကောင့်ဆိုဘယ်လိုလဲဆိုကျွန်တော်နဲ့အဲ့လိုမျှသုံးတဲ့အကောင့်ပေါ့နော်ဒါအကောင့်တစ်ခုတည်းမှာပဲ2ယောက်3ခွင့်ရှိတယ်အဲ့လိုမျိုးအကောင့်လေးကိုကျွန်တော်ကြောင်းပါမယ်ပေါ့နော်ကျွန်တော်တို့ share အကောင့်ဖြစ်တဲ့အတွက်ကြောင့်တော့ဈေးသက်တာမယ်နော်အဲ့လိုမျိုးတစ်လားစာပေါ့နော်တစ်လားစာ share ကတစ်လားအတွင်း3အကြိုက်တော့3ပေါ့နော်အဲ့လိုမျိုးတော့ဘေး brother နားလည်မယ်လို့ထင်တယ်နားမလည်ဘူးဆိုရင်ကျွန်တော်အချိန်မျိုး CV မှာလာပြီးတော့ပြပြနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်